စေနာကြီးလွန်ငယ်သောမိနစ်ပိုင်းတွင်ကလမ်းမတော်14လမ်းဟာယခုလိုမဟုတ်လူသူများနဲ့ရှုပ်ထွေးစီမြန်နေသေးတယ်ယခုတော့ရုတ်တရက်ကြီးငြိမ်သက်သွားတယ်တချို့လမ်းဘေးစည်းဆိုင်တွေကလည်းအလင်းအမြန်နေရာရွှေ့သွားကြသလိုဆိုင်ငန်းတချို့ကလည်းဆိုင်တကားများစိတ်ထားလိုက်ကြတယ်ဈေးထဲမှာတီးတိုးတံများနဲ့အတူအားလုံးရဲ့မျက်လုံးများကဖိုးတုတ်ထံကိုကရုံးတော်ဆိုရင်ပိန်ပိန်ပါပါအရက်မြင့်မြင့်နဲ့ထိုးတငယ်ဟာသူ့ထံကိုအာယုံရောက်နေတဲ့မျက်လုံးများနဲ့တီးတိုးစကားများကိုစိတ်ဝင်စားလမ်းပေါ်မှာပြန်ကျဲနေတဲ့ကြက်ဥများတွေကမကွဲသေးသောအလုံးများကိုလိုက်ကောက်ခါတေချာစီထည့်နေပါလေသွေးရိုင်ထဲမှာမောက်ခုံလဲနေတဲ့မယန်းသီးကိုကြော်ခွကကြက်ဥပန်းကိုယူလျက်ပစိုးနဲ့တုပ်ပြီးဆိုင်ထဲကိုပြန်ဝင်သွားပါလေလွန်ခဲ့သောမိနစ်ပိုင်းကလူတယောက်အားတန်ပိုင်လုံးနဲ့တတိလက်အောင်ရိုက်ခဲ့သူဟုတ်ပါလေစားလို့ထင်ရတော့အောင်သူကတည်ငြိမ်လွတ်နေပါလေခဏကြာမှလူငယ်တယောက်ဆိုင်ရှိကိုရောက်လာပါလေကိုကြီးဖို့တို့ဦးလေးဘိုးတင်ကတွေ့ရင်ကိုအခုချက်ချင်းလာခဲ့ပါတဲ့အမေရောပြန်လာပြီလားဒီဆိုင်ဘယ်သူဆောက်မှလဲမင်းဆောက်မှလားပါသိန်းကိုကြီးဖို့တို့တင်းကိုအမေလည်းကြားပြီးလို့ဦးလေးဘိုးတင်စီရောက်နေပြီအဲ့ဒါဆိုင်ကိုပိတ်ပြီးအခုချက်ချင်းလိုက်လာခဲ့ပါတဲ့ဖို့တို့ကခေါင်းချိန်ပြလိုက်ပါလေဆိုင်တကားကိုပိတ်တော့ခတ်ပြီးတဲ့နောက်ညီဖြစ်သူရဲ့စပိန်တော်ကိုခွတ်တက်လိုက်ပါလေဦးဘိုးတင်ဟာ